မနအိယာထားပြီလို့ဆိုရင်ဘာလို့မျက်နာသေးပါပြီးတော့လက်စေးပါခြေစေးပါမျက်နာသုံးပါလက်သုံးပါခြေသုံးပါဒီလည်းရင်နေထွက်ရရှိရကောင်းကင်ကိုကြည်လက်အုပ်ကောင်းမောရအောင်မြောက်ချီပြီးတော့ပါဆိုရမယ်ဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိလက်တစ်ချောင်းချိုးဘယ်နှခေါက်ပိုက်ဆံကုန်လားပြည့်စည်ကုန်လားလူပင်ပန်းသလားကုသိုလ်မရဘူးလားမလုတ်ထိုက်ကြဘူးလားလုတ်သလားမဟုတ်ဒီဟုတ်ပြောရင်တော့သာသနာပိုင်ဓမ္မယုံအိုလေးပြိုကြမယ်ညအိယာဝင်တော့မယ်ဆိုပြန်ရင်လည်းဘာလုပ်ရမလဲမျက်နာသေးပါလက်စေးပါခြေစေးပါမျက်နာသုံးပါလက်သုံးပါခြေသုံးပါပြီးလည်းရနေဝင်ရနောက်ရကောင်းကင်ကိုကြည့်လက်အိုကောင်းမောရောက်အောင်မြောက်ချီပါဆိုမယ်နမောတသဗုဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တမြန်မာလူမျိုးနမောတသမရဘူးလို့မရှိဘူးရကြတာကြီးတယ်ဖရာဂုဏ်တော်၉ပါးရှိတယ်ဂုဏ်တော်၉ပါးတဲ့ကနမောတတ္တထဲမှာ၃ပါးပါဘဂဝါတောကဘဂဝါဂုံညွန်းတဲ့အရဟတောကအရဟံဂုံသမ္မာသမ္ဗုဒ္ဓတ္တကသမ္မာသမ္ဗုဒ္ဓဂုံတဲ့နမောတတ္တဘယ်နှခေါက်ရောအဲ့ဒီနမောတတ္တပဏာမဝန္ဒနာကုသိုလ်စေရနာတွေဟာရွတ်ဆိုပွားများသူတွေကိုလိုလားတောင်းတကောင်းမြတ်ဆန္ဒတွေတလုံးတဝါကြီးပြည့်စုံစေနိုင်တဲ့စွမ်းဝကတတိရှိတယ်စိတ်ကြံအဋိဌာတိတိုင်းကိစ္စတွေကြီးမြောက်နိုင်တဲ့စွမ်းရည်တတိရှိတယ်ကိုလူရမလုံးဘဲနဲ့တော့မရဘူးနော်နမောတတ္တထဲမှာဂုဏ်တော်ဘယ်နှပါးဟောကိုးကောင်ရွတ်တယ်လို့ဆိုတော့3ကို4 9 3 4တရင်ကျေတယ်နဝင်းကျေတယ်တတ္တပိသကျေတယ်တဲ့တရဏဂုံ3ပါးကိုးကောင်ရွတ်တော့လဲ3ကို4 29 9 3 29နော်